မင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါကျွန်တော်ဒီနေ့နည်းနည်းလေးအရေးကြီးတဲ့အရာလေးပြောရရှိရပါတော့မပြောမဖြစ်တော့တဲ့အနေထားမလို့ကျွန်တော်ဒီနေ့မှာပြောမှာဖြစ်ပါတယ်မန်တိုင်းပြောရင်ကောင်းမလားမပြောရင်ကောင်းမလားစဉ်းစားထားပေမဲ့ပြောရမယ့်အနေထားတခုဖြစ်လာလို့ကိုကျွန်တော်ပြောအောင်မှာဖြစ်ပါတယ်မန်တိုင်းကိုယ့်ကို easy ကျွန်တော်အမှန်တိုင်းကိုယ့်ကို easy ပဲနေနေတာပါကိုယ့်ကို easy နေရလဲတော်တော်များလဲသိပါတယ်ကျွန်တော် easy နေခြင်းလို့ Facebook တောင်သုံးတော့မသုံးတာတော်တော်ကြာနေပြီ easy ပဲနေခြင်းတယ်ကိုထားနဲ့ကိုနေခြင်းတယ်ဒါပေမဲ့ဒီကိစ္စတွေကဖြစ်လာတော့မပြောမဖြစ်ပြောရမှာဖြစ်လို့ပြောတာဖြစ်ပါတယ်ဒီ law fan ကိစ္စကတော့ကျေးဇူးတော်ကြောင့်ကျွန်တော်ကိုကူညီပေးမဲ့ဒီရှင်းနေတယောက်ဖျားပြင်ဆင်ပေးတဲ့အခါမှာအဆင်ပြေသွားပြီအဆင်ပြေသွားမယ်လို့မျှော်လင့်နေအခုတော့စတင်လှုပ်ဆောင်နေပြီအဲ့ဒီအတွက်ကတော့ဒါပေမဲ့ဒီနေ့ကကျွန်တော်ကိုမဟုတ်မမှန်ပဲနဲ့အဲ့လိုမမုံမှန်မှန်တာထက်မလိုအပ်ပဲနဲ့နောက်ွယ်မှာအဲ့လိုမျိုးတိုက်ခိုက်နေတဲ့ဆရာတယောက်အကြောင်းကျွန်တော်ပြောချင်တယ်အဲ့ဆရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့မှာအားလုံးကျွန်တော်ပြောဖို့လိုအပ်တယ်ထင်လို့မဟုတ်လို့ရှိရင်ကျွန်တော်မပြောလို့ရှိရင်ဘာဖြစ်လဲဆိုတော့ဟုတ်လို့ပဲငင်းခံနေရလို့အကုန်လုံးကထင်ကြလိမ့်မယ်ဟုတ်တယ် तू ကအဲ့လိုလူမျိုးပဲဆိုပြီးတော့ထင်ကြမှာစိုးတဲ့အတွက်ထင်ကြမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့မှာပြောချင်တာဖြစ်ပါတယ်အဲကြောင့်မလို့ဒီနေ့မှာအဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်လို့အဲ့တော့ဒီဆရာနဲ့ပတ်သက်ပြီးတော့လေတိတဲ့သူတွေပတ်သက်တဲ့သူတွေတရားကြည့်ရဆိုလို့ရှိရင်လည်းတိမှာပါအဲ့ဒါဘာလဲဆိုတော့ကျွန်တော်အနေနဲ့မန်တိုင်းပြောရင်အမှုတော်ဆောင်ကျွန်တော်ဖျားမှုတော်အတွက်ကျွန်တော်ဆက်ကတ်တယ်ဖျားမှုတော်ဆောင်တယ်ဖျားမှုတော်ဆောင်ရခြင်းကလည်းကျွန်တော်နာမည်ကြီးခြင်းလို့လည်းမဟုတ်ဘူးနာမည်ကြီးခြင်းမှာတော့ဗျာကျွန်တော်ပြောတာအမှုတော်ဆောင်တာတဲ့ကိုတခြားအမှုပညာနဲ့ဆိုင်တဲ့အရာတွေကျွန်တော်လုပ်နေမှာဗောဒီဘက်ခေတ်ကနာမည်ကြီးဖို့ဒီလောက်လွယ်တဲ့ခေတ်ဟုတ်တယ်မလားမဟုတ်ဒုက္ခလှုပ်လိုက်တာနဲ့မဟုတ်ဒုက္ခဆိုပြီးတော့နာမည်ကြီးသွားလို့ရတဲ့ခေတ်ကြီးမှာနာမည်ကြီးခြင်းလို့အမှုတော်ဆောင်တာလည်းမဟုတ်သလိုဘာတစ်ခုခုငွေကြေးတစ်ခုရခြင်းလို့လည်းကျွန်တော်အမှုတော်ဆောင်တာလုံးဝမဟုတ်ဘူးအဲ့ဒါကိုကျွန်တော်သိစေချင်တယ်ကျွန်တော်နာမည်ကြီးခြင်းလို့လည်းမှုတော်ဆောင်တာမဟုတ်တော့ပတ်စံရဖို့တော့လည်းမှုတော်ဆောင်တာမဟုတ်ဘယ်ပတ်စံမှလည်းဒီနေ့ဒီချိန်ကြီးမရအောင်ကျွန်တော်ဒီတခြားနိုင်ငံဒီဖျားเจ้าတွေကဖိတ်လို့ရှိရင်ကျွန်တော်ပတ်စံနဲ့ပဲကျွန်တော်ဖျားကကျွန်တော်လုပ်ငန်းကျွန်တော်စီးပွားရေးကိုကောင်းချီးပေးတယ်အဲ့တော့ကျွန်တော်ပတ်စံနဲ့ပဲကျွန်တော်သွားတယ်ကျွန်တော်ဘယ်ဖျားเจ้าမှာကျွန်တော်ကိုလင်းလက်မှတ်ဖို့နေဖို့စားဖို့ကျွန်တော်တခါမှလည်းပြင်ဆင်ခိုင်းနေဆိုတာလုံးဝမရှိခဲ့ဘူးအကုန်လုံးမေးကြည့်လို့ရတယ်အကုန်မေးကြည့်လို့ရတယ်ဘယ်နိုင်ငံပဲသွားအကုန်မေးကြည့်လို့ရတယ်အဲ့တော့အမှုတော်ဆောင်ရခြင်းကကျွန်တော်အမှုတော်ဆောင်တယ်ဖျားမှုတော်လုပ်တယ်ယေရှုခရစ်တော်အသက်ရှင်တယ်ဆိုတဲ့အကြောင်းပြောတယ်တခြားနိုင်ငံတွေသွားတယ်မြို့ရွာတွေသွားပြီးပြောတယ်ဆိုတဲ့အရာအားလုံးကကျွန်တော်ဖျားတကယ်အသက်ရှင်တယ်ဖျားတကယ်အကောင်းမြတ်တယ်ကျွန်တော်လိုတကယ်အရေးအရာမရှိတဲ့သူတယောက်ကိုတကယ်ဒီလိုအခြေအနေမျိုးကိုဖျားပို့ဆောင်ခဲ့တယ်ဖျားကောင်းမြတ်တဲ့အရာကိုကျွန်တော်ပြောချင်လို့ကျွန်တော်ပြောတယ်ကျွန်တော်ဒါပြောရမှာဖြစ်လို့ကျွန်တော်ပြောတယ်ဒီလောက်ပဲဒါပေမဲ့ကျွန်တော်ဆရာတယောက်ကနေပြီးတော့မှကျွန်တော်နဲ့စခင်လာပြီးတော့ကျွန်တော်သူတို့နဲ့သွားလာဖို့အတွက်ပြောတယ်ကျွန်တော်လည်းဒီဆရာတွေနဲ့ဘယ်ဆရာနောက်မှလည်းကျွန်တော်မလိုက်ခဲ့ဘူးသလိုလိုက်တယ်ဆိုလို့ရှိရင်လည်းဒါဖျားမျက်နှာအားဖြင့်ဖျားလမ်းပြခြင်းအားဖြင့်ကျွန်တော်သွားတယ်ပါဝင်တယ်ပြောချင်တာကဘာလဲဆိုတော့ဆရာတွေတွေးလို့ရှိရင်ဆရာတွေကိုကျွန်တော်ယူတည်တယ်ဆိုတာမှန်တိုင်းပြောလို့ရှိရင်ကျွန်တော်ဖျားမျက်နှာကြောင့်ပဲဘယ်သူကဘသူကဘာဖြစ်လို့ဘသူကဘလောက်နာမည်ကြီးလို့စိတ်လဲမဝင်စားဘူးနာမည်ကြီးတယ်ဆိုတဲ့အရာတွေကိုကျွန်တော်စိတ်ကိုမဝင်စားတာနာမည်ကြီးတဲ့အရာတွေစိတ်ဝင်စားမှာတော့ဗျာကျွန်တော်နာမည်ကြီးဖို့အတွက်ပဲကျွန်တော်ဆက်လုပ်နေမှာပေါ့
ကျွန်တော်ဘာလို့ကိုယ့်ကိုအေးဆေးနေပြီးတော့ဖျားမှုတော့အတွက်ပဲကျွန်တော်လှုပ်တော့မှာလဲကျွန်တော်နာမည်ကြီးတာလဲစိတ်လဲမဝင်စားဘူးနာမည်ကြီးဖို့စိတ်ကိုမရှိတာပြီးတော့တရားဟောဆရာဆိုတာလဲနာမည်ကြီးရတယ်မကြီးရဘူးဆိုတာဖျားအစီအစဉ်ပဲတရားဟောဆရာကဖျားသုံးနေနာမည်ကြီးမှဖျားသုံးနေဆိုတာလဲလုံးဝမဟုတ်ဘူးအဲ့ဒါကိုကျွန်တော်နဲ့ဆရာတယောက်နဲ့တော်တော်ကြာကျွန်တော်သွားလာခဲ့တယ်ကျွန်တော်တော်ကြာသွားခဲ့တယ်ကျွန်တော်လဲတကယ်ကိုချစ်ရတဲ့ဆရာဒါပေမဲ့ကျွန်တော်ဖုန်းဆက်လာကျွန်တော်ဒီစာပို့လာတယ်ကျွန်တော်အစင်မပြေတော့ဘူးတဲ့အတူတူရှေ့ဆက်သွားဖို့အတွက်အစင်မပြေတော့ဘူးကျွန်တော်တယောက်နဲ့အစင်မပြေတော့ဘူးတဲ့အဲ့တော့ကိုယ်လမ်းကိုရှောက်တော့မယ်တဲ့ကိုယ်လမ်းကိုရှောက်တော့ဆိုတော့ကျွန်တော်စဉ်းစား okay ဘာဖြစ်လို့လဲပေါ့ဘာဖြစ်လို့လဲဒါပေမဲ့လည်း okay ကိုယ်လမ်းကိုရှောက်တယ်ဆိုတော့လေကိုယ်လမ်းကိုရှောက်တယ်ပေါ့ကိုယ်လမ်းကိုရှောက်တယ်ပေါ့ okay ဘာမှဖြစ်ပါဘူးအားဖြစ်ပါဘူးလူတိုင်းကတယောက်နဲ့သဘောထားမတိုက်ဆိုင်လို့ရှိရင်ကိုလန်းကိုရှောက်ကြတယ်ဒါကိုယ့်အောင်သွားကြတယ်ဒါပေမဲ့ဘာမှဖြစ်ပါဘူးကျွန်တော်စိတ်ထဲမှာလဲ always respect တကယ်အေးစီအမြဲတမ်းလေးစားတယ်အမြဲတမ်းဟိုဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဖခင်ရဲ့မျက်နှာထောက်တယ်ဒါပေမဲ့ကျွန်တော်အကြောင်းတွေကိုနောက်မှာကျွန်တော်ပြန်ကြားရတဲ့အရာကျွန်တော်ပြန်တွေ့ရတဲ့အရာလုံးဝမှားနေတယ်ဗျလုံးဝမှားနေတယ်ကျွန်တော်ပြောတယောက်နဲ့သဘောမတူတော့ဘူးတယောက်နဲ့အဆင်မပြေတော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဘာဖြစ်လို့တယောက်နဲ့တိုက်ခိုက်မှာလဲဘာလို့တယောက်နဲ့သူမကောင်းချောင်းတွေကိုဘာလို့လိုက်ပြောမှာလဲကျွန်တော်ဆိုလို့ရှိရင်လဲဒီတယောက်နဲ့အဆင်မပြေတော့ဒီတယောက်ကဒီလိုဖြစ်ပါတယ်ဒီတယောက်ကမကောင်းပါဘူးဒီတယောက်ကဘာဖြစ်ပါတယ်ဆိုပြီးတော့ကျွန်တော်ပြောစရာအကြောင်းလည်းမရှိဘူးပြောမှာမဟုတ်ဘူးကျွန်တော်ပြောတာဖျားနဲ့သွားလာတဲ့သူပိုတော့မပြောရသေးတယ်ဖះနဲ့သွားလာတဲ့သူဆိုတာသူများရဲ့ဗာလဲမေတ္တာဟုမူကားတဲ့ဗာလဲအပြစ်ရဲ့သဘောကိုဖုံးလွှမ်းနေတယ်မေတ္တာကတဲ့အပြစ်ရဲ့သဘောကိုဖုံးလွှမ်းနေလို့ပြောမေတ္တာရှိတဲ့သူကအပြစ်ရဲ့သဘောကိုဖုံးလွှမ်းနေတယ်ဒါကြောင့်ကျွန်တော်ဘယ်သူကဘာဖြစ်โอเคဒီလောက်ပဲအေးဆေးပဲโอเคဘယ်တိုင်းနဲ့တမာတရားနဲ့ဘယ်ဟာမှားတယ်ဘယ်ဟာမှန်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပြောတာပေါ့ဒါပေမဲ့အခုကကျွန်တော်ကဘယ်လိုပြောမလဲအရန်ကျွန်တော်နာမည်ကြီးခြင်းလို့တရားဟောခြင်းလို့ကျွန်တော်ကဗာလဲကျွန်တော်တချင်းဆိုဖို့ပဲခေါ်တာကိုကျွန်တော်အရန်တရားတွေစွတ်ဟောတယ်ကျွန်တော်အရန်တရားတွေကိုပဲအရန်လုပ်တရားတွေကိုပဲကျွန်တော်စွတ်ဟောလို့ကျွန်တော်အစင်မပြေတော့ကျွန်တော်ထိန်းလို့သိမ်းမလို့မနိုင်တဲ့ကောင်မလို့ကျွန်တော်ဟွာဖြစ်လိုက်တယ်ဆိုပြီးနောက်ွယ်မှာအဲ့လိုရှောက်ပြောတာကတော့အစင်မပြေဘူးလို့ကျွန်တော်မြင်တယ်အဲ့တော့ကျွန်တော်ဓမ္မဒါပါပြောနေရခြင်းကကျွန်တော်မချင်တဲ့လို့လည်းမဟုတ်ဘူးကျွန်တော်ဒီမှာ AC ပဲဒါပေမဲ့ဒီမှာတက်ဆိုင်တဲ့သူတွေဒီအမှုတော်ဆောင်တွေကိုကျွန်တော်သိစေချင်တာကလူတွေအားလုံးကိုကျွန်တော်သိစေချင်တဲ့အရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တချင်းဆူခြင်းလုံးလို့ဖျားပွဲမှာတချင်းလိုက်ဆူရတဲ့အနေအထားမျိုးလည်းမဟုတ်ဘူးရှင်းအောင်ပြလိုက်မယ်ဆိုလို့ရှင်တချင်းဆူခြင်းလွန်းလို့ဖျားပွဲတွေမှာဖျားမျက်နှာကိုအသုံးချပြီးတော့တချင်းလိုက်ဆူပြီးတော့မှနာမည်ကြီးရမယ့်အနေအထားမျိုးလည်းမဟုတ်ဘူးနာမည်ကြီးရမယ့်အနေအထားမျိုးလည်းလုံးဝမဟုတ်ဘူးဒါပူပွင့်လင်းကျွန်တော်ပြောတာနော်ပြီးတော့လေတချင်းသွားဆိုလို့ဗာလဲပတ်စံလေးပြီးတယ်ဆိုလို့ရှိရင်လည်းတမျိုးပေါ့ဘာပတ်စံမှလည်းကျွန်တော်မတောင်းဘာဖျားမျက်နှာကိုအသုံးချဘယ်ပတ်စံမှလည်းမတောင်းခဲ့ဘူးကြိုက်တဲ့သူကိုမေးကြည့်လို့ရတယ်ကျွန်တော်ဘယ်ပတ်စံမှလည်းမတောင်းခဲ့သေးလို့ဘယ်အရာမှလည်းကျွန်တော်မတောင်းခဲ့ဘူးသွားရင်ကိုဟိုတယ်ဘူးကိုအောင်သွားတယ်သွားလာလေရင်ကလားကားကလားကိုအကုန်သွားတယ်ဘယ်တော့မှဖျားမျက်နှာကိုသုံးပြီးတော့ကျွန်တော်အသုံးချပြီးတော့ဘာမှမလုပ်ဘူးကျွန်တော်ပြောတာဒါပေမဲ့ကျွန်တော်ကတချင်းဆိုဖို့လောက်ပဲအသုံးတာဒါပေမဲ့ကျွန်တော်တရားဟောတယ်ကျွန်တော်စင်မော်တက်လို့ကျွန်တော်ဖျားပွဲမှာကျွန်တော်ကိုခေါ်လို့ဖျားရဲ့အမှုတော်ဆောင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုခေါ်လို့သွားရင်တော့ကျွန်တော်ဈေးနဲ့ကျွန်တော်သွားတာလေကျွန်တော်ဈေးနဲ့ကျွန်တော်သွားတယ်ကျွန်တော်စီးပွားရေးကောင်းချီးပေးတယ်ကျွန်တော်အရာနဲ့ကျွန်တော်သွားတယ်အဲ့တော့ကျွန်တော်သွားရဲဆိုတာဘာလို့သွားရလဲသူများရဲ့ပွဲမှာသူများလူတယောက်ကိုသွားပြီးတော့ praise လုပ်ဖို့ချီးမြှောက်ဖို့ကျွန်တော်သွားတာမဟုတ်ဘူးဖခင်သခင်ကတကယ်ကိုအသက်ရှင်တယ်ဆိုတဲ့အရာကျွန်တော်ပြောဖို့အတွက်တချင်းလေးသွားဆိုပြီးတော့ကျွန်တော်ဗာလဲပြန်လာမှာလားဖခင်ကောင်းမြတ်ကြောင်းပြောတယ်ဆိုတာဖခင်ကောင်းမြတ်ကြောင်းခံစားမှုတဲ့သူတွေပဲပြောလို့ရတယ်ဖခင်ကောင်းမြတ်ကြောင်းကိုသိတဲ့သူတကယ်အထဲထဲမှာဖခင်မမဆပဲနဲ့ပြောလို့မရဘူးမမဆပဲပြောလို့မရဘူးဖခင်ကြောင်းပြောခြင်းတဲ့သူမှန်သမျှကဖခင်နဲ့တကယ်ရင်းနှီးပြီးမှပြောလို့ရတယ်လူတိုင်းဖះเจ้าတချို့မိသားစုတွေကိုသားသမီးကိုဖះเจ้าပြောစီခြင်းတယ်နောက် generation တွေကိုဖះเจ้าပြောစီခြင်းတယ် no ပြောလို့မရဘူးဘလောက်ပဲသူတို့ပြောစီခြင်းပြောလို့မရဘူးကိုကပဲပြောချင်အောင်ပြောလို့မရဒါပေမဲ့ဖះနဲ့တကယ်ရင်းနှီးသွားလို့ရှိရင်တော့အဲ့လူကဖះเจ้าသေချာပြောတယ်ဘာကြောင့်လဲဆိုတော့ရောက်တဲ့နေရာတိုင်းမှာဖះအကြောင်းပြောတယ်ကျွန်တော်ဘယ်နေရာရောက်ကျွန်တော်ဘယ်သွားကျွန်တော်ယေရှုအကြောင်းမပိုင်ကျွန်တော်မပြီးဘူးကျွန်တော်အမြဲပြောတဲ့သူမျိုးဘာကြောင့်လဲကျွန်တော်ပြောရရှင်းလေကျွန်တော်ဖျားကယ်ခဲ့တယ်လို့မင်းတို့လည်းကယ်နိုင်တယ်ဆိုတဲ့အရာကျွန်တော်ပြောတာဒါကျွန်တော်အလုပ်ပဲ
ဘာလဲကျွန်တော်အဲ့ဒီဆရာတွေကျွန်တော်ပွဲတွေခေါ်တယ်ဒီပွဲကိုလာဆိုပေးပါဟိုပွဲကိုလာဆိုပေးပါကျွန်တော်ပတ်စံတပြားမှမတောင်းဘူးပြီးတော့အဲ့သွားဆိုပေးတယ်ဆိုတော့လည်းနာမည်ကြီးဖို့လဲဆိုတာမဟုတ်နာမည်ကြီးဖို့အတွက်ဖျားပွဲလိုက်ဆိုရတဲ့အနေအထားမျိုးလဲကျွန်တော်မဟုတ်ဘူးကျွန်တော်ပြောတာရှင်းရှင်းလေးဒါပေမဲ့ကျွန်တော်ရန်တီးခံတယ်နော်ကျွန်တော်အေးဆေးပဲနေတယ်ကျွန်တော်ဘတော်မှကျွန်တော်သိနေတော့မှကျွန်တော်မသိတဲ့ပုံစံမျိုးပဲကျွန်တော်နေတဲ့သူမျိုးကျွန်တော်ဘတော်မှလူတွေကိုကျွန်တော်သိပါတယ်ကျွန်တော်တက်ပါတယ်ကျွန်တော်ဘတော်မှမလုပ်ဘူးဘာကြောင့်လဲဆိုတော့ဖရာသခင်ရဲ့ကြီးစုတော်ကြောင့်ဖရာကောင်းမြတ်လုံးတဲ့အတွက်ကျွန်တော်တို့နှိမ့်ချခြင်းကိုဖရာသုံးတဲ့အတွက်ကျွန်တော်ဒီလိုနေတာဒါပေမဲ့ကျွန်တော်တို့ကကျွန်တော်ဖရာအကြောင်းပြောနေတာကျွန်တော်တို့အပြစ်ရှိသလိုမျိုးနဲ့လူတွေကိုသွားပြီးတော့မှကျွန်တော်နဲ့ဖြတ်ဖို့အတွက်ကျွန်တော်ကမကောင်းတဲ့ပုံစံမျိုးနဲ့ဖြစ်ဖို့အတွက်ပြောတာမျိုးကိုကြားတာတော့လုံးဝအဆင်မပြေဘူးဒါပေမဲ့ကျွန်တော်သိစေခြင်းနဲ့အဲ့ဒါဘာသိစေခြင်းလဲဆိုတော့ကျွန်တော်ဘယ်ဖရာเจ้าမှမဖိတ်လဲကျွန်တော်ဂီယူမဆိုင်ဘူးဖရာเจ้าမှဖိတ်စေခြင်းလို့ကျွန်တော်အမှုတော်ဆောင်နေတာမဟုတ်ဘူးကျွန်တော်ပွဲတွေကို live page ဖိတ်ခံခြင်းလို့တတ်တဲ့ခွေကျွန်တော်15ပုတ်ကျွန်တော်ပြင်ဆင်ထားတယ်ကျွန်တော်ထွက်တော့မယ်ကျွန်တော်10ပုတ်ကျော်ကျွန်တော်ပြီးသွားပြီတချင်းတေးရည်တွေအပ်ထားတဲ့ຢာကြီးလည်းအများကြီးပဲမေးကြည့်လို့ရတယ်ကိုမိုးထက်တို့စီမှာလည်းကျွန်တော်အပ်ထားတာအများကြီးရှိတယ်မေးကြည့်လိုက်ပါလုံနေရင်တန်းလန်းနဲ့ကျွန်တော်ဖះစကားပြောတဲ့အတွက်အဲ့ဒါတွေအားလုံးကိုကျွန်တော်စွန့်ပြီးတော့ကျွန်တော်ဖះအမှုတော်ဆောင်မယ်ဆိုပြီးကျွန်တော်သွားတာကျွန်တော်အမှုပညာကိုလုံးဝမလုပ်ဘဲနဲ့ကျွန်တော်သွားတယ်ကြိုက်တဲ့သူမေးကြည့်လို့ရတယ်လိုင်းပြတ်သွားတယ်လိုင်းပြတ် sorry အဲ့တော့ဟိုတလုံးကဆိုလို့ရှိရင်ကျွန်တော်လာခေါ်တယ်ဟိုတလုံးဆိုကျွန်တော်လာခေါ်တယ်ဘာလာခေါ်လဲဆိုတော့ဟိုလှုပ်ချင်လို့ပါတဲ့ဘာလဲmusic video ရိုက်ချင်လို့ပါတဲ့ကျွန်တော်နဲ့ music video ရိုက်ချင်လို့ပါကျေးဇူးတင်တယ်ကျွန်တော်နဲ့ music video ရိုက်ချင်တယ်ကျေးဇူးတင်တယ်ဒါပေမဲ့ကျွန်တော်မရိုက်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဖျားမှုတော့စောင့်နေပြီကျွန်တော်ဖျားမှုတော့ပဲစောင့်မယ်ကျွန်တော်ဖျားကိုကျွန်တော်အသက်တာကျွန်တော်ပေးလိုက်ပြီကျွန်တော်မရိုက်တော့ဘူးဆိုပြီးကျွန်တော်ညင်းခဲ့တာအများကြီးရှိတယ်ကျွန်တော်ဘယ်သူကဘာရိုက်လာရိုက်မယ်ကျွန်တော်မရိုက်တော့ဘူးကျွန်တော်ညင်းခဲ့တာအများကြီးရှိတယ်ကျွန်တော်နာမည်ကြီးချင်ရင်ကျွန်တော်နာမည်ကြီးခြင်းလုံမှာပေါ့ကျွန်တော်အမှုပညာပဲကျွန်တော်တလုံးလှုပ်လာတဲ့အမှုပညာပဲကျွန်တော်လုံမှာပေါ့ဘာဖြစ်လို့ကျွန်တော်ဒီသချင်းဆိုတာတွေဘာလုပ်တယ်ဘာလုပ်မှာလဲဖျားပွဲမှာ live ဆိုပြီးတော့မှနာမည်ကြီးမဲ့ပုံစံမျိုးပေါက်နေလို့လားအဲကြောင့်ကျွန်တော်ပြောချင်တဲ့သဘောတရားကကျွန်တော်ဘာပြောချင်လဲဆိုတော့ကျွန်တော်ရေးလဲပေါက်တယ်ကျွန်တော်လာပြီးတော့မှဒီလာပြောပြတယ်ကျွန်တော်လာမေးတယ်ဆရာကအဲ့လိုပုံစံမျိုးဟိမင်းသူကအဲ့လိုပုံစံမျိုးလားဆိုပြီးတော့မှလာပြီးတော့မှလာမေးတဲ့သူဒါအမှုတော်ဆောင်လာမေးတယ်အဲ့လိုမျိုးကြားတယ်အဲ့လိုမျိုးတွေ့တဲ့အတွက်လာမေးတယ်ဆိုတဲ့အရာမျိုးကျွန်တော်တွေ့ရတယ်ဟာရေးလေလေဝါတာဖျားအမှုတော်ဆောင်ဆိုတာဘာလဲမေတ္တာနဲ့ဆွဲခေါ်တယ်ဆိုမေတ္တာနဲ့ဆွဲခေါ်တယ်မေတ္တာနဲ့ပဲဖြစ်တယ်ဆိုမေတ္တာဆိုတာဘာလဲအသုံးမလိုတော့လို့ရှိရင်လွန့်ပစ်လိုက်ပြီးတော့အဲ့အသုံးမလိုတော့တဲ့လူတစ်ယောက်ကိုသူ့ဘဝမှာရှေ့ဆက်ပြီးဖျားမှုတော်ဆောင်အတွက်ဆက်သွားဖို့အတွက်အစင်မပြေလူတွေနဲ့အစင်မပြေတော့မကောင်းတဲ့တဲ့တင်ကိုဖြန့်တာမေတ္တာနဲ့ဆွဲခေါ်တယ်လို့အတိတ်ပဲရောက်တာလားI just want to know that let me clear ကျွန်တော်ဒါသိချင်တယ်အဲ့ဒါကမေတ္တာလား that's a real love ဖျားချမ်းစာထဲမှာသင်ထားတဲ့မေတ္တာကျွန်တော်ပြပါအောင်ကဘာဦးကျန်းကနေပြီးတော့မှဗျာဒိတ်ကျန်းအထိဘာမှလဲကျွန်တော်ပြပါအောင် no ကျွန်တော်ပြောတာဘာကြီးလဲကျွန်တော်သိချင်တယ်ဘာကြီးလဲအဲ့ဒါကြီးကဘာကြီးလဲကျွန်တော်ပြောတာကျွန်တော်ဒီမှာကျွန်တော်နဲ့သိတဲ့တကယ်ဟိုမှာဆရာကြီးတွေတကယ်နာမည်မကြီးဘူးနော်ဒါပေမဲ့နာမည်မကြီးပေမဲ့လေဒီဆရာတွေကတကယ်ဖျားရဲ့မေတ္တာနဲ့လူတွေကိုဆွဲခေါ်တယ်လိုတဲ့အချိန်မှာပေါ်လာတာသူတို့လိုတဲ့အချိန်မှာပေါ်လာတာမဟုတ်ဘူးနော်သူတပားလိုတဲ့အချိန်မှာပေါ်လာတယ်သူတပားလိုအပ်တဲ့အချိန်မှာအနားမှာရှိပြီးတော့မှမဆပေးတယ်အဲ့ဒါမေတ္တာလို့ခေါ်တာနော်ကိုမလိုတော့ဘူးဆိုပြီးတော့မှလုတ်တယ်ဆိုတဲ့အရာမျိုးနဲ့သွားတာမဟုတ်ဘူးဝိညာဉ်ဖခင်ဆိုတာရှိတယ်ဘာဝိညာဉ်ဖခင်လဲကျမ်းစာထဲမှာဝိညာဉ်ဖခင်ဆိုတာကျွန်တော်ပြကြည့်ဝိညာဉ်ဖခင်ဆိုတာကျွန်တော်ပြကြည့်လိုက်ဘယ်မှာလဲဝိညာဉ်ဖခင်ယေရှုကဘာပြောလဲသင်တို့ကောင်းကင်အဖမှတပါးတဲ့တခြားသောသူကိုအဘလို့မခေါ်နဲ့လို့ရှင်မာတဲထဲမှာပြောထားတယ်မဟုတ်ဘူးလား step by step အဲ့ဒီဝိညာဉ်ဖခင်နေဆိုတဲ့သူတွေကိုကိုဝန်ခံပါသူတို့ကိုဝန်ခံပါသူတို့ကိုကားဝယ်ပေးပါနင်တို့ကားကောင်းကောင်းစီးခြင်းနင်တို့ငါတို့ကားဝယ်ပေးအဲ့ဒါဆိုနင်တို့ကားကောင်းကောင်းစီးရမယ်ဆိုတဲ့ဝိညာဉ်ဖခင်နေလားပြီးနောက်ွယ်မှာသူနဲ့သူတို့နဲ့အစင်မပြေတော့လို့ရှင်အစင်မပြေတော့ဘူးဆိုလို့ရှင်အဲ့ဒီလူကိုဗာလေအမိုက်တစ်ခုလိုခြေပြီးတော့မှနောက်ွယ်မှာမကောင်းပြောရတာအဲ့ဒါတွေကဝိညာဉ်ဖခင်နေလား no လာမပြောနဲ့ကျွန်တော်ဖျားတကယ်အသက်ရှင်တယ်ဖျားတာတကယ်အသက်မရှင်လို့ရှိရင်ကျွန်တော်တို့လိုလူမျိုးတွေကလဲသွားပြီကျွန်တော်တို့လူမျိုးအများကြီးရှိတဲ့အမှုတော်ဆောင်တွေကျွန်တော်လာပြောပြတဲ့သူတွေအများကြီးရှိတယ်လဲသွားပြီအကုန်လုံးမကောင်းတဲ့ဒူးစရိုက်လမ်းတွေအကုန်ပြန်ရောက်သွားပြီကျွန်တော်ပြောတာ
ဘာလဲဘာလဲကားဝယ်ခိုင်းတဲ့ဝင်းညင်ဖခင်ဆိုပြီးတော့မှဘာလဲသူတို့ကိုပဲအမြဲပင့်ထားပြီးတော့မှသူတို့အကြိုက်လိုက်သူတို့အကြိုက်မလိုက်လို့ရှိရင်သေပါပြီသူတို့ကြိုက်လိုက်လို့ရှိရင်နေတို့ဘဝမအောင်မြင်တော့ဘူးသူတို့ကိုသူတို့ပြောသမျှဟုတ်မဟုတ်ဝင်ခံမဝင်ခံလို့ရှိရင်သူတို့အကုန်လုံး disappointed ဖြစ်ပြီဆိုရဲလူတွေလားကျွန်တော်ပြောတာဝိညာဉ်ဖခင်ဆိုတာဖရာသခင်ဆိုတာအမှန်ပဲဝိညာဉ်ဖခင်ကောင်းကင်အဖမတပါတခြားသောဖရာမရှိဘူးတဲ့တခြားသောအဘမရှိဘူးတဲ့ That's right ကျွန်တော်ပြောတာရှင်းရှင်းလေးကျွန်တော်ပြောတာရှင်းရှင်းလေးဒါကြောင့်ကျွန်တော်အခုဒါကိုပြောနေတယ်ဆိုတာသိစေခြင်းနဲ့ကျွန်တော်တို့ခရိယန်တွေမှာခရိယန်အာမင်ရှောက်ထူတိုင်းခရိယန်မဟုတ်ဘူးဖယားနောက်ခရစ်တော်ကိုတည်တဲ့သူမဟုတ်ဘူးတကယ်ခရိယန်အစစ်ဆိုတာဖယားနှလုံးသားနဲ့သွားသောသူကတကယ်ခရိယန်အစစ်ဖယားကြောင့်တနင်္ဂနွေနေ့တိုင်းတက်တဲ့သူတိုင်းခရိယန်မဟုတ်ဘူးအဲ့ဖယားကြောင့်တနင်္ဂနွေနေ့တိုင်းတက်ပြီးတော့သင်အုပ်လုံးနေတဲ့သူတွေကျွန်တော်မကောင်းကြောင်းကိုကျွန်တော်ကိုပြောတာကိုကျွန်တော်နားနဲ့ဆက်ကျွန်တော်ကြားခဲ့တာကျွန်တော်မသိဘဲနဲ့သူတို့က group လေးဖွဲ့ထားတယ်အဲ့ဖွဲ့ထားတော့ကျွန်တော်လည်းမသိဘူးကျွန်တော်ရှေ့မှာဟုတ်တယ်ကျွန်တော်တို့က love နဲ့သွားတာကျွန်တော်တို့ကမေတ္တာနဲ့သွားတာဆိုပြီးလုပ်ပြီးတော့ကျွန်တော်နဲ့ဖွဲ့ထားတဲ့ group မှာကျွန်တော်ဝင်လိုက်တော့ကျွန်တော်မကောင်းကြောင်းအမှန်ကန်ဒိုးနေတာအမှန်ကန်ဖြုတ်နေတာအဲ့ဒါဘာလဲမေတ္တာနဲ့သွားတဲ့သူလားအဲ့ဒါတွေကမေတ္တာတွေလားအဲ့ဒါတွေကသင်းအုပ်တွေလားအဲ့ဒါတကယ်ခရစ်တော်ရှိတဲ့သူတွေလားကျွန်တော်ပြောပါအောင်ဖြေပါအောင်ကျွန်တော်ဖြေပါအောင်စုံစမ်းခြင်းကိုဖြတ်ကျော်ပါကျွန်တော်ဖြတ်ကျော်တယ်ဖခင်ရဲ့ခွန်အားအပြည့်ကျွန်တော်ဖြတ်ကျော်တယ်ဒါပေမဲ့ကျွန်တော်တယောက်တည်းကျွန်တော်တိသွားပြီးတော့ကျွန်တော်ကိုယ်တိုင်ကျွန်တော်ဒီတိုင်းကျော်သွားပြီးတော့ကြံတဲ့သိုးတွေအများကြီးရှိသေးတယ်ကြံတဲ့သူတွေအများကြီးရှိသေးတယ်ဖခင်သူ့ဘာလဲဆရာတွေဟုတ်လားမသိဝန်ခံဆိုတော့သူတို့တွေကတမန်တရားမသိဘူးလေတမန်တရားမသိဘူးဆရာတွေပြောရင်ဟုတ်တယ်လို့သူတို့ရဲ့အာဘော်ထဲမှာမျောပြီးတော့ဒိုးအောင်သူတို့အာဘော်ထဲမှာလိုက်ပြီးတော့ပါသွားပြီးတော့အချိန်လဲတန်လာအောင်ဘဝတွေကဒုက္ခရောက်ကုန်အဲ့ဆရာတွေပဲတိုက်တွေအိမ်တွေကားတွေစောက်ပြီးတော့ပြိုင်ကားတွေစီးပြီးတော့အကုန်လုံးဒီကျန်တဲ့သူတွေကခွေးဖြစ်ပြီးကြံခဲ့ရောဘာကြောင့်လဲဖယားမဆတာဖယားပြောတာမဟုတ်ဘူးလေဖယားကိုပူဇော်နေတာမဟုတ်ဘူးဆရာတွေကိုပူဇော်နေတာအဲ့ဒီဆရာတွေကပဲကျွန်တော်တို့ကိုတိုက်ခိုက်နေတာမဟုတ်ဘူးလားကျွန်တော်ပြောတာရှင်းရှင်းလေးဒါကိုကျွန်တော်တီးဖို့အတွက်ကျွန်တော်ပြောနေတာဒီအကြောင်းကျွန်တော်လာပြီးတော့အာချောင်ပြီးပြောနေတာမဟုတ်ဘူးကျန်တဲ့သိုးတွေအများကြီးရှိတယ်ကျန်တဲ့ခရိယန်တွေအာမင်ဆိုပြီးပြောနေတဲ့သူတွေသူတို့ကိုကျွန်တော်နားလဲတယ်ဘာကြောင့်ပြောတာလဲသူတို့ကဖျားစာငတ်တယ်ဒါပေမဲ့ဆရာတွေကဖျားနောက်လိုက်ခိုင်းတာမဟုတ်ဘဲနဲ့သူတို့နောက်ကိုလှည့်ပြီးသူတို့ဝင်ခံရမယ်သူတို့ဝင်ခံမင်းတို့ကားစီးခြင်းလားမင်းတို့ကားစီးအဲ့တရားဟောချက်တွေရှာကြည့်လိုက်မင်းတို့ကားစီးခြင်းလားငါ့ကိုကားကောင်းစားပေးလိုက်တင်းအုပ်ဆရာတကယ်ဝိညာဉ်ရေးရကောင်းဆောင်ကားကောင်းစားပေးလိုက်ကားစီးရမယ်စောက်ပြောနေတာရှောက်ပြောနေတာကျွန်တော်ပြောတာလူလိန်နေအဲ့ဒါတွေကရှင်းလားလူလိန်နေကျွန်တော်ပြမယ်ဒါပေမဲ့ကျွန်တော်အစိုးအပြည့်အရှုံးမခံနဲ့ကျွန်တော်အစိုးအပြည့်ရှုံးခံနေတာမဟုတ်ဘူးအကောင်းအပြည့်ကျွန်တော်အစိုးကိုအနိုင်ယူနေတာဘာဖြစ်လို့အစိုးကိုအနိုင်ယူနေရလဲကျွန်တော်တယောက်တည်းပြီးွားတယ်ကျွန်တော်တယောက်တည်းခံရပြီးွားတယ်ကျွန်တော်ကိုဖျားဆွဲခေါ်တယ် okay that's it ပြီးွားပြီငါတယောက်တည်းကိုလွတ်ယုံသွားတယ်ဆိုဒါတကိုကောင်းဆန်တဲ့သူဖြစ်သွားပြီညီကိုတယောက်မှားနေရင်လမ်းလွဲရောက်နေလို့ရှိရင်ယာကုပ်ထဲမှာဘယ်လိုပြောလဲညီကိုတယောက်လမ်းမရောက်နေရင်နဲ့သွားပြီးတော့မှလမ်းကိုပြန်တဲ့ပေးတဲ့အဲ့ဒါဆိုလို့ချင်းမင်းဝိညာဉ်တစ်ခုကိုကယ်တာနဲ့တူတယ်တဲ့ကျွန်တော်ဒါဝိညာဉ်တစ်ခုကိုကယ်တာမဟုတ်ဝိညာဉ်ပေါင်းများစွာဒါကိုသိပြီးတော့တမန်တရားဘက်ကိုပြန်လှည့်ဖို့ကျွန်တော်ပြောနေတာရှင်းလေးကျွန်တော်တင်းအောင်ဆရာလည်းမဟုတ်ကျွန်တော်ဆရာလည်းခေါ်ဆရာမလို့ဖျားမှုတော့ဆိုဆရာခေါ်မခေါ်ဂယုလည်းမဆိုင်ဘူးဆရာဖြစ်ချင်ကျွန်တော်တခြားတော့သွားလုံးမှာပေါ့ကျွန်တော်ဆရာလည်းလာမခေါ်နဲ့ဘာမှလာမခေါ်နဲ့စိတ်လည်းမဝင်စားဘူးဆရာခေါ်ဖို့အတွက်လည်းမှုတော့စောင့်နေတာဆရာခေါ်ခံချင်လို့မှုတော့စောင့်နေတာမဟုတ်ဘူးအကိုပဲခေါ် brother ပဲခေါ်ကျွန်တော်ညီလေးတွေကျွန်တော်အမြဲပြောငါ့ကို brother လို့ပဲခေါ်ငါ့အကိုလို့တော့မခေါ်နဲ့ကိုကြီးလည်းဆရာတွေလာမခေါ်နဲ့စိတ်ကိုမဝင်စားဘူးကျွန်တော်ပြောရှင်းလေးဒါပေမဲ့ဒီလိုလူလိမ့်နေဒီလိုမျိုးသူများကိုဖျားနာမကိုသုံးပြီးတော့လူတွေကိုလိုက်ပြီးတော့နောက်ွယ်မှာဖြက်လို့ဖြက်စီးလုံနေတဲ့သူတွေကိုကျွန်တော်မကျင်တတ်ဘူးကျွန်တော်မကျင်တတ်ဘူးဆိုတော့ကျွန်တော်မုန်းတရားနဲ့ပြောတာမဟုတ်ဘူးနော်မှားနေတဲ့ຢာကိုမှားတယ်လို့ကျွန်တော်တို့ကထောက်ပြနိုင်ရမယ်မှားနေရင်မှားတယ်ပဲနာမည်ကြီးတိုင်းဖျားသုံးတာမဟုတ်ဘူးနာမည်ကြီးတိုင်းဖျားသုံးတာမဟုတ်ဘူးကျွန်တော်ပြောပြဓမ္မရာဇဝင်စတုဒ္ဒစာဆောင်တွေကိုဖတ်ကြည့်လိုက်ဖျားကိုမသိတဲ့ဖျားကိုပြစ်မှားတဲ့ဘယင်တွေမှာအများကြီးအဲ့ဘယင်တွေကဘာလုပ်လဲဖျားရဲ့လူမျိုးဣသရေလလူမျိုးအားလုံးကိုလမ်းလွဲစေတယ်ဘာလဲအဲ့လိုဖြည့်ရှင်းတာအစင်မပြေဘူးတင်တယ်ဖျားနဲ့နေရတော့ဆွဲခေါ်ခြင်းတွေပြပြနားလဲပြီးချီးမွမ်းတယ်ကျွန်တော်ကတယောက်တည်းကိုအစင်ပြေတယ် it's okay ဒါပေမဲ့ကျွန်တော်ပြောပြခြင်းတယ်ကျွန်တော်ဘလို့လူမျိုးလဲဆိုတာတိဖို့အတွက်နံပါတ်1အရေးကြီးတယ်သူများပြောတယ်သူများသမုတ်တဲ့အတိုင်းကျွန်တော်မဟုတ်ဘူးဆိုတော့ကျွန်တော်တိဖို့လူတွေတိဖို့အရေးကြီးတယ်ကျွန်တော်အတွက်ကသူများဘာပြောကျွန်တော်ဂီယူမဆိုင်ဘူးကျွန်တော်ကိုဖျားတတ်မှတ်ထားတဲ့ identity ဖြစ်ချင်းရှိပြီးသားကျွန်တော်ဂီယူလည်းမဆိုင်ဘူးဒါပေမဲ့အဲ့ဒီလူတွေကအဲ့မဟုတ်တဲ့စကားတွေကိုနားယောင်ပြီးတော့လမ်းလွဲလိုက်သွားမှာတော့ကျွန်တော်စိတ်ပူတယ်
ကျွန်တော်ဘာကောင်မှမဟုတ်ဘူးကျွန်တော်ဘာမှလည်းမဟုတ်ဘူးကျွန်တော်ဆရာကြီးလည်းမဟုတ်ဘူးဘောစီလည်းမဟုတ်ဘူးမီလီယံနာလည်းမဟုတ်ဘူးဆရာလည်းမဟုတ်ဘူးဘာကောင်မှမဟုတ်ဘူးကျွန်တော်ကယေရှုကြောင့်ပဲယေရှုကောင်းမြတ်ကြောင့်ပြောခွင့်ရတဲ့လူတတ်ပဲကောင်းလေးတယောက်တတ်ပဲ I'm just a young boy that's it ဘာကောင်မှမဟုတ်မီလီယံနာလည်းမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ပြမယ်ဒါပေမဲ့ဖျားအမှုတော်ဆောင်တဲ့သူတွေကဖျားမှုတော်ဆောင်တဲ့သူတွေအားလုံးဒီနံပါတ်1လောက်ကမှာစီးစိမ်စီကိုတွားပြီးခေါ်ရမှာမဟုတ်ဘူးအောင်မြင်မှုစီခေါ်ရမှာမဟုတ်ဘယ်ကိုခေါ်ရမှာလဲဖျားနိုင်ငံတော်တွေကိုခေါ်ရမှာဖျားနိုင်ငံတော်တွေကိုခေါ်ရမှာကျွန်တော်ရှင်းလားမသိဘူးဖျားရဲ့နိုင်ငံတော်ဖျားကဘလောက်ကောင်းမြတ်လဲဖျားဘလောက်အသက်ရှင်လဲဆိုတဲ့အရာကိုတိသွားဖို့ပဲဆွဲခေါ်ရမှာဖျားလိုချင်တဲ့အရာဖြစ်တယ်ယေရှုတိဆောက်ပေးသွားတာဝိညာဉ်ရေးရာယေရှုဘာပြောလဲစကြဝဠာကြီးတစ်ခုလုံးကိုအစိုးရတဲ့သူကဝိညာဉ်ဆုံးရှုံးတယ်သူ့မှာဘာရှိလဲတဲ့သူ့မှာဘာရှိလဲတဲ့လောကမှာပတ်စံချမ်းသာလို့ရတယ်အကုန်လုံးလို့ရတယ်ဒါပေမဲ့ဝိညာဉ်တစ်ခုဆုံးရှုံးရင်မင်းမှာဘာရှိလဲတဲ့ဒါအမှန်တရားပဲနော်တမန်တရားကအဲ့လိုပြောတယ်ဒါကြောင့်ကျွန်တော်ပြောပြချင်တာရှင်းလေးကျွန်တော်တယောက်တည်းတိုက်ခိုက်တာဘာမှမဖြစ်ဘူးဒါပေမဲ့ဒီလိုမျိုးဘယ်လိုပြောမလဲမဟုတ်ဘဲနဲ့ကျွန်တော်လိုဘာမှမဟုတ်တဲ့လူတယောက်ကျွန်တော်ပြမယ်အမှုတော်ဆောင်လောကကနေကျွန်တော်ကိုကြည့်လိုက်ကျွန်တော်ဘာကောင်မှမဟုတ်ဘူးဘာဒီပလိုမာတွေဘာမာတွေဘာ graduate ကျွန်တော်မှာဘာမှမရှိဘူးကျွန်တော်ယေရှုအကြောင်းကိုပြောတာကျွန်တော်ပြောတာရှင်းလေးယေရှုတကယ်အသက်ရှင်လို့ကျွန်တော်ပြောတာယေရှုကတကယ်ကောင်းမြတ်လွန်းလို့ကျွန်တော်တို့လိုဘာမှမဟုတ်တဲ့ကောင်တွေကိုတကယ်အပြစ်သားတွေကိုတကယ်လုံးဝတကယ်ရစရာမရှိတဲ့အပြစ်သားဒူးစရိုက်သားကောင်တွေကိုယေရှုကသူ့မေတ္တာနဲ့ဆွဲခေါ်ခဲ့တာဒါကြောင့်ကျွန်တော်ဖျားမှုတော်ဆောင်တာဖျားမှုတော်ဆောင်တယ်ဆိုတာအလူခွင်ကောက်ဖို့မဟုတ်ဘူးမေးကြည့်လိုက်မလေးရှားသွားတယ်ဘဲသွားဂျပန်သွားတယ်ကျွန်တော်ကိုဖျားစီးပွားရေးကောင်းချီးပေးထားတဲ့ငွေကြေးနဲ့ပဲကျွန်တော်သွားတာကျွန်တော်ဘယ်သူမှကျွန်တော်ပေးပါကျွန်တော်လင်းလက်မဲ့ဝယ်ပေးပါကျွန်တော်ထားပြီးဘယ်တော့မှမလုပ်ဘူးအလှလက်ဖက်နဲ့ကျွန်တော်မျက်နှာလုပ်တယ်တဲ့ကျွန်တော်မပါဘူးရှင်းလားကျွန်တော်မပါဘူးဒါပဲကျွန်တော်ပြောချင်တယ်ဒါပေမဲ့ကျွန်တော်ဒီနေ့မှာကျွန်တော်ပြောပြရတယ်ရှင်းလေးကျွန်တော်ကြိုက်တာထင်လို့ရတယ်ဒါပေမဲ့ကျွန်တော်ဘယ်ဖျားเจ้าမှမဖိတ်လဲဂယုကိုမဆိုင်ဘူးရှင်းလေးကျွန်တော်ဖျားเจ้าမဖိတ်လဲအေးဆေးပဲကျွန်တော်ရောက်တဲ့နေရာတိုင်းမှာယေရှုအကြောင်းပြောလို့ရတယ်ယေရှုအကြောင်းကျွန်တော်ပြောလို့ရတယ်ရှင်းလေးကျွန်တော်မှာ A Journey with My Savior ဆိုတဲ့ page လည်းရှိတယ်ကျွန်တော်ပြောလို့ရတယ် that's it ကျွန်တော်ဘယ်ကောင်ဖိတ်မှပါလို့လူနေရာပေးမှနေရာရမဲ့တဲမှာကျွန်တော်မပါဘူးကျွန်တော်ဖျားကသူ့နေရာနဲ့သူသုံးပြီးသားလူတိုင်းကသူ့နေရာနဲ့သူ့မှာဖျားသုံးပြီးသားလူတွေကဘာဖြစ်လဲကျမ်းစာထဲမှာဘယ်လိုပြောလဲသူတို့အခွင့်နဲ့ကြွလာတဲ့သူကိုလက်ခံတယ်ဒါပေမဲ့ဖျားသခင်အခွင့်နဲ့ကြွလာတဲ့သူကိုသူတို့လက်မခံဘူးတဲ့အယေရှုပြောတဲ့စကားအဲ့လိုပဲလူတွေကသူနဲ့ပနာတင်တဲ့သူတို့ကိုမနိုင်တဲ့သူတွေကြရင်တော့ဘာလဲဖျားအခွင့်နဲ့တကယ်ဘာမှမဟုတ်တဲ့ကောင်းတွေကိုကြတော့သူတို့နဲ့အစင်မပြေဘူးသုံးလို့မရဘူးကြတော့နောက်ွယ်မှာမကောင်းကြောင်းတွေရှောက်ပြောတာလားရှင်းလေးကျွန်တော်ဒဲပြောမှာဒါဒဲပြောရမယ်အချိန်ရောက်သွားပြီလူတွေကလိန်ခံနေရတယ်တမန်တရားယေရှုခေါင်းစဉ်တက်လိုက်တာနဲ့ယေရှုဆိုပြီးဖြစ်နေတယ်လို့ထင်နေတာလားကျွန်တော်ပြောရှင်းလေးခေါင်းစဉ်တက်ထားတဲ့ဟိုဟာပါလေအိယာလို့ခေါင်းစဉ်တက်ပြီးတော့အထဲမှာအိမ်သာပဲရှိတယ်ချီးတွင်းပဲရှိတယ် sorry ရိုင်းသွားရင် sorry စကားသုံးမင်္ဂလာတွင်းပဲရှိတယ်ဆိုသွားမှာလားဝင်မှာလားအထဲမှာဘာရှိလဲအရေးကြီးတာအပေါ်မှာဘာခေါင်းစဉ်တက်ထားလဲလို့အရေးမကြီးဘူးရှင်းလေးကျွန်တော်ပေါ်တင်ကျွန်တော်အကြောင်းတင်းတုပ်တဲ့ ICI လူတွေအများကြီးရှိတယ်နော်ကျွန်တော်နားနဲ့ကိုယ်တိုင်ကြားသူများတဆင့်ပြောကျွန်တော်မပြောဘူးနော်ကျွန်တော်နားနဲ့ကိုယ်တိုင်ကြားပြီးကျွန်တော်ထွက်ခဲ့တာနော်ရှင်းလားဒါပေမဲ့ကျွန်တော်မပြောကျွန်တော်တီးခံတယ်နော်ဒါပေမဲ့ကျွန်တော်မကောင်းကြောင်တခြားလူတွေကဘာမှရှိတဲ့သူတွေလိုက်ပြောတယ်ဆိုတော့9ရက်လောက်ထိလိုက်ပြောတယ်ဆိုတော့ what up ဘာကြီးလဲကျွန်တော်သူ့ဝင်မခံတာကျွန်တော်ပြောပြမယ်ဘယ်သူမှမဟုတ်ဘူးကျွန်တော်ဖျားကလွယ်ပြီးဘယ်သူမှကျွန်တော်ဖျားထပ်ပို့ပြီးဝင်မခံနိုင်ဘူးရှင်းလေးပဲဖျားထပ်ပို့ပြီးတော့ဘယ်သူမှလည်းဝင်ခံဖို့တမန်တရားမပြောသားဘူးကပ္ပဦးကျမ်းနဲ့ဗျာဒိတ်ကျမ်းမှာမဟာပြည့်ညတ်တော်ဆိုတာရှိတယ်အကြီးမားဆုံးပြည့်ညတ်ပါလေထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့နဲ့ကိုယ်စွမ်းရှိတဲ့လောက်နဲ့ချစ်ဖျားသခင်ကနံပါတ်1ပဲဒါကြောင့်ကျွန်တော်ဒီနေ့မှာပြောပြတာကျွန်တော်လာပြောရဲဆိုတာမှုတော်ဆောင်တွေကြီးနေလိမ့်မယ်ကြီးနေပါယေရှုတင်တယ်
ကျွန်တော်ကြိုက်တဲ့လူမခေါ်လဲစိတ်ကိုမဝင်စားဘူးကျွန်တော်ပွဲခေါ်ခြင်းလို့လှုပ်ခြင်းလို့လူတွေရှိမှလှုပ်ခြင်းကျွန်တော်အမှုတော်မဆောင်ဘူးကျွန်တော်အမှုတော်ဆောင်တာဘာမှလိုချင်လို့နာမည်ကြီးခြင်းလို့မဟုတ်နာမည်ကြီးခြင်းကျွန်တော် Facebook နာမည်ကြီးခြင်းလားမကြီးခြင်းလားကျွန်တော် Facebook တောင်သုံးတာတွေ့လားကျွန်တော်နောက်ဆုံး post ကဘယ်နှလားကတင်ထားတာလဲအဲ့ဆရာကိုသွားပြောပါလားအဲ့ဆရာကိုကျွန်တော်မပြောတော့ဘူးခင်ဗျားတို့မသိပဲရှောက်မပြောနဲ့ကျွန်တော်တီးခံတယ်ကျွန်တော်လုံးဝတီးခံတယ်အေးစေးပဲတီးခံတယ်ဒါပေမဲ့ကျွန်တော်အခုပြောနေတာအပေါ်ယံနေလုံးပြတာလူတိုင်းလုံးပြလို့ရတယ်အပေါ်ယံလုံးပြတာကလူတိုင်းလုံးလို့ရတယ် right အပေါ်ယံရှောက်ပြောလုံးပြfor sure လုံးပြဒါပေမဲ့အတွင်းပိုင်းကအရေးကြီးတယ်ဒါပေမဲ့အတွင်းပိုင်းကိုဘယ်သူမှဟိုမဖြစ်ဘူးမသိဘူးအတွင်းပိုင်းကဘယ်သူမှမသိဘူးအနီးကပ်လူနေတဲ့သူတွေပဲတည်တာအနီးကပ်ခံရတဲ့သူတွေပဲတည်တာကျွန်တော်တယောက်တည်းမဟုတ်ဘူးနော်ကျွန်တော်တယောက်တည်းမဟုတ်ဘူးဒီ live ကိုကြည့်နေတဲ့ခံရတဲ့သူတွေအားလုံးသိလိမ့်မယ်ကျွန်တော်ကအမုန်းခံပြီးကျွန်တော်ပြောတာလူမိုက်လုပ်ပြီးတော့ကျွန်တော်ပြောတာကျွန်တော်လူမိုက်ဆိုတော့ဟိုလိုပြောတာမဟုတ်ဘူးဒါပေမဲ့ဘာလို့လူမိုက်လုပ်တာလဲဆိုတော့ဘယ်အရာကမှန်နေတာလဲဘယ်အရာကမှားနေတာလဲကျွန်တော်ပြောတာဘာမှားရဘယ်လိုမှန်လဲဆိုတော့ကျွန်တော်ရဲ့အမြင်နဲ့ပြောတာမဟုတ်ဘူးနော်တမာတရားနဲ့ကျွန်တော်ပြောနေတာဘာကြောင့်ကျွန်တော်ဒီလိုပြောနေရလဲတမာတရားမှာတယောက်ကိုတယောက်နောက်ွယ်မှာတိဆောက်ပေးရမယ်ပြောရမလားတမန်တော်ထဲမှာဆိုလို့ရှိရင်ရှင်ဘောလူနဲ့ကွဲသွားတယ်ဒါပေမဲ့ရှင်ဘောလူကဟဲ့အဲ့ကောင်မကောင်းနော်ဟိုကောင်မကောင်းနော်လိုက်ပြောလို့လားမပြောပါဘူးအမြင်မတူလို့ကွဲသွားတဲ့သူတွေအများကြီးရှိပါတယ်ဒါပေမဲ့နောက်ွယ်မှာအဲ့လိုပြောတာမန်လောကသားရင်တော့လို့မပြောဘူးဗျာလောကသားရင်တော့လို့မပြောဘူးရှင်းလားမသိဘုရားသခင်ကတကယ်ကောင်းမြတ်တယ်ဗျာဘုရားကတကယ်အသက်ရှင်တယ်ဗျာကျွန်တော်အမှုတော်ဆောင်တယ်ဆိုတော့ကျွန်တော်ခုနပြောပြီးသွားပြီကျွန်တော်အမှုတော်ဆောင်ကျွန်တော်ပြောဘုရားသခင်ယေရှုကတကယ်အသက်ရှင်လို့ကျွန်တော်မှုရဆောင်တာ that's it ကျွန်တော်နာမည်ကြီးခြင်းလို့ဘာလုပ်ခြင်းလို့ကျွန်တော်ပြောနေတာမဟုတ်ဘူးရှင်းလေး that's it နာမည်ကြီးခြင်းကျွန်တော်လှုပ်ရှားရှိရဲ့လို့ကျွန်တော်ခွေတကယ်ကျွန်တော်ခွေ15ပုတ်ထွက်ဖို့အတွက်ကျွန်တော်10ပုတ်ကျော်ပြီးသွားပြီကျွန်တော်တချင်းတောက်လျှောက် music တွေအပ်ထားတာအားလုံးကျွန်တော်ပြီးသွားပြီဒါပေမဲ့ဘုရားကျွန်တော်စကားပြောတယ်မလုံနဲ့တော့မင်းအသက်တာကိုငါ့ကိုပေးလို့ပြောတဲ့အခါမှာကျွန်တော်အသက်တာကိုဘုရားကိုကျွန်တော်ပေးလိုက်တယ် that's it ပေးလိုက်ပြီးတော့ကျွန်တော်လုံးနေလက်စခွေအားလုံးကိုကျွန်တော်ရက်လိုက်တယ်ကျွန်တော်လုံးဝမလုပ်တော့ that's it ပြီးသွားပြီဒါပေမဲ့ကျွန်တော်မှုရဆောင်တယ်ဒါပေမဲ့အခုချိန်မှာကျွန်တော်ပလိန်တိုက်ခိုက်တယ်ပလိန်ကျွန်တော်မကောင်းသလိုဖြစ်ခင်ရတယ်ကျွန်တော်ရဲ့နာမည်ကြီးခြင်းလို့ပဲအမှုတော်လိုက်ဆောင်သလိုဖြစ်နေတယ်နာမည်ကြီးခြင်းကျွန်တော်လုပ်ချင်ရှိတယ်ကျွန်တော်လောကလို့ပဲကျွန်တော်လုပ်မှာပေါ့လုပ်လို့ရတယ်အများကြီးရှိတာပဲ right အဲ့တော့ဘယ်သူလဲတဲ့တဲ့ပြောလေတဲ့ကျွန်တော်တဲ့မပြောပါဘူးသိလိမ့်မယ်ဒါတိတဲ့သူတွေတက်ပဲလူတိုင်းမသိလဲဘာမှမဖြစ်ဘူးလူတိုင်းသိစရာလည်းမလိုဘူးဒါပေမဲ့တိတဲ့သူတွေအတွက်တိသွားရင်ရသွားပြီတိတဲ့သူကတိသွားရင်ရသွားပြီလူတိုင်းကဘာဖြစ်တယ်ဆိုတာသိစရာမလိုဘူးဘယ်သူလဲဆိုတာလည်းလူတိုင်းသိစရာမလိုဘူးတီးခံရင်ပို့ပြီးကောင်းချီးရပါတယ်တဲ့အဲ့ဒါဘယ်သူတင်ပေးလိုက်တာလဲတီးခံရင်ဆိုတာကျွန်တော်ကဘုရားကကိုယ်နှောက်ရှက်တဲ့သူတွေတီးခံရမယ် that's it
ဒါပေမဲ့တမာတရားနဲ့လွဲနေပြီးတော့မှတမာတရားရဲ့စန့်ကျင်ဘက်ဖြစ်နေတဲ့အရာတခုကိုကျွန်တော်ကရင်ကုန်နှုတ်ပိတ်နေရမယ်လို့တခါမပြောဘူးဖာရိရှဲတွေစာတန်ကယေရှုလာထောက်တယ်တမာတရားနဲ့လာထောက်တယ်တမာတရားဟန်ဆောင်နဲ့လာထောက်တယ်လာထောက်တယ်ဒါပေမဲ့ယေရှုကတိခံလိုက်မယ်မဟုတ်ပါဘူးတမာတရားစစ်မှန်တဲ့တမာတရားနဲ့ပြန်တုံ့ပြန်တယ် right စစ်မှန်တဲ့တမာတရားနဲ့ပြန်တုံ့ပြန်တယ်ယေရှုဤကြောက်တော့မုတ်ဖြစ်စီကိုမိန်တော်မူပါလို့ပြောတဲ့အချိန်မှာယေရှုကအတိခံလိုက်မယ် no လူမူကားတဲ့မုတ်အားဖြင့်အသက်ရှင်ရမယ်မဟုတ်ဘူးတဲ့ဘုရားသခင်မိန်တော်မူသည်များနဲ့အသက်ရှင်ရမယ်တမာတရားကိုယ်စီမှာရှိနေတမာတရားနဲ့လွဲနေတာကြီးမှန်သမျှကိုကိုကပြန်ပြီးတော့မှမယက်တီဖို့လိုတာမဟုတ်ဘူးလားဒီခံပြီးပါဇက်ပိတ်ပြီးတော့မှတယောက်တည်းအစဉ်ပြေကျန်တဲ့သူတွေကျန်တဲ့တိုးတွေဖျားတိုးတွေမှန်များလွဲပါစေကြောက်ထဲရောက်ပါစေဆိုတဲ့ဟာမျိုးလောက်ကမှာလားကျွန်တော်ဒီလိုပြောလိုက်လို့ကျွန်တော်မုန်းသွားမဲ့သူတွေအများကြီးရှိတယ်ဂယုလည်းမဆိုင်ဘူးဂယုမဆိုင်လို့ပြောတာဂယုမဆိုင်လို့ကျွန်တော်ပြောတာဒီလားဂယုမဆိုင်လို့ကျွန်တော်ပြောတာမခေါ်နဲ့ဘယ်သူမှလာမခေါ်နဲ့ကျွန်တော်ဘယ်သူမှလာမခေါ်နဲ့ကျွန်တော်ရဲ့ဖခင်ကျွန်တော်ပြင်ဆင်ပေးတာ online ministry platform ရှိတယ်ကျွန်တော်အဲ့မှာကျွန်တော်တရားဟောလို့ရတယ်ယေရှုကြောင့်ပြောလို့ရတယ်ကျွန်တော်ရောက်တဲ့နေရာတိုင်းမှာကျွန်တော်ယေရှုကြောင့်ပြောလို့ရတယ် that's it လုံလောက်ပြီလုံလောက်ပါပြီအဲ့တော့ AC ပဲဒီလောက်ပဲ AC လုံလောက်သွားပြီကျွန်တော်နမိတ်ကြီးပြီးတော့မှဟောဘလို့ပြောလို့ဒီလိုဘလို့ပွဲကြီးလုပ်မယ်လာပါဒီလိုမျိုးဒီလိုဖြစ်သွားမယ်ဒါဖြစ်သွားမယ်စိတ်ဝင်စားအောင်စိတ်ကိုဝင်စားတာโอเคအဲ့တော့ကျွန်တော်ကအခုပြောနေတာမကျင်တဲ့လို့ပြောနေတာမဟုတ်ဘူးနော်တီးတင်တီးထိုက်တဲ့အရာကိုတမာတရားကိုကျွန်တော်သိစေချင်လို့ကျွန်တော်ပြောတာ that's it ဆရာရဲ့ဘာသာမတူရင်ယူတင်လာတဲ့တမာတရားနဲ့မနှစ်ကောထဲမှာဘယ်လိုပြောလဲဘယ်လိုပြောတာလဲမညီသောတဘို့မထမ်းနဲ့တဲ့မညီသောတဘို့မထမ်းနဲ့တဲ့လုံးဝမထမ်းနဲ့တဲ့ that's it ဒါပဲအဲ့တော့ကျေးဇူးတင်တယ်တီးတင်တီးထိုက်တဲ့သူတွေလည်းတီးသွားပါစေလို့ကျွန်တော်မျှော်လင့်တယ်ဒါပေမဲ့ကျွန်တော်ထပ်မရှုံနဲ့ကျွန်တော်ထပ်ပြီးတော့မှကျွန်တော်အကြောင်းလာပြီးတော့ထပ်မပြောနဲ့ကျွန်တော်လာပြီးတော့ထပ်ပြီးတော့မလုံနဲ့လုံလို့ရှိရင်ကျွန်တော်ပြောရရှင်းလေးကျွန်တော်ထပ်ပြီးတော့ကျွန်တော်ဘယ်လိုမျိုးကျွန်တော်ရှေ့မှာတော့ love နဲ့သွားတာကျွန်တော်မေတ္တာနဲ့ပြီးတော့ကျွန်တော်မကောင်းကြောင်းနောက်ကွယ်မှာဒီကောင်ဘာဖြစ်တာဒီကောင်ဘယ်လိုဖြစ်တာဒီကောင်ဘာဖြစ်တာဆိုပြီးတော့ပြောနေတာကျွန်တော်နားနဲ့ဆက်ကြားခဲ့တာကျွန်တော်အကုန်ပြန်ပြောမှာနော်ကျွန်တော်အကုန်ပြန်ပြောမှာကျွန်တော်ဘယ်သူလဲဆိုတာပါကျွန်တော်တက်ပြီးတော့ဘယ်မှာလဲဆိုတာကြီးပါကျွန်တော်အကုန်ပြောမှာနော် that's it ကျွန်တော်မရှုံးနဲ့ကျွန်တော်လည်း AC နေတယ်ကျွန်တော်ဘာကောင်မှမဟုတ်ဒါပေမဲ့ဖျားနဲ့ပတ်သက်နေတဲ့လမ်းကြောင်းမှာကျွန်တော်လာပြီးတော့မပိတ်နဲ့ပြီးသွားပြီ that's it အဲ့တော့ဖျားနဲ့ရှင်းမှာအခုဟာလောကသားရဲ့ညီတန်းဖြစ်နေပါပြီညီလေးမှုတော်ဆောင်တဲ့တရားလေးဆိုဖျားနီးနဲ့ဘယ်လိုရှင်းရမလဲဖျားနီးနဲ့ဘယ်လိုလဲကျွန်တော်တယောက်တည်းပါဇက်ပိတ်ပြီးတော့နေပြီးတော့โอเคပါအဲ့လိုနေရမှာလားဒါမှမဟုတ်တမန်ခုနကျွန်တော်ပြောခဲ့သလိုပဲစာတန်ကလာပြီးတော့ယေရှုပြောတဲ့အချိန်မှာဘယ်လိုပြောလဲယေရှုကပါဇက်ပိတ်ပြီးနေတာโอเคဖျားနဲ့ဖြည့်ရှင်းမယ်သူကိုယ်တိုင်ဖျားဖြစ်နေတယ်လေတော့ AC ဖြည့်ရှင်း no မဟုတ်ဘူးတမန်တရားကိုတမန်တရားတိုင်းပြန်ပြောနိုင်တယ်ဟန်ဆောင်တမန်တရားကုတ်တင်နဲ့လာတဲ့သူကိုတမန်တရားကုတ်တင်ဆိုတာတမန်တရားကိုအပေါ်ယံလောက်နဲ့လာပြီးအတွင်းပိုင်းမှာစာတန်ဖြစ်နေတဲ့အရာတွေကိုယေရှုကလက်မခံဘူးစစ်မှန်တဲ့တမန်တရားနဲ့ပြန်ပြီးတုံ့ပြန်တယ်အဲ့ဒါကတမန်တရားဖြစ်တယ်โอเคပါဇက်ပိတ်ပြီးတော့မှဆရာတွေကိုပြောလို့ရှိရင်အမင်္ဂလာဖြစ်တယ်မှန်ပါတယ်ဆရာတွေကိုပြောရင်အမင်္ဂလာဖြစ်တယ်ဆိုတာမှန်တယ်ဒါပေမဲ့အဲ့ဒီဆရာတွေမှာတမာတရားမရှိတဲ့ဟာတမာတရားမရှိဘူးလို့ပြောရင်တော့အမင်္ဂလာမဖြစ်ဘူးကျမ်းစာထဲမှာဖတ်ကြည့်လိုက်ပါသိချအောင်โอเคကျေးဇူးတင်ပါတယ်ကျေးဇူးတင်တယ်တည်တဲ့လောက်လဲတည်ပြီဆိုတော့ကျွန်တော်တီးအောင်လို့ကျွန်တော်ပြောတာဖြစ်ပါတယ်လို့ဂယုလည်းမဆိုင်ပါဘူးကျွန်တော်လာပြီးတော့ကြိုက်တယ်လို့ထပ်ပြီးပိတ်လဲဂယုမဆိုင်ဘူးဒါပေမဲ့ထပ်ပိတ်ရင်တော့ကျွန်တော်ပြောရရှင်းရှင်းလေးကျွန်တော်လာပြီးတော့ attack လုပ်တဲ့ဟရာမှန်သမျှကိုကျွန်တော်တို့ပြန်ပြောမှာဖြစ်တယ် that's it ပြီးသွားပြီ